အားလုံးပဲမင်္ဂလာပါဒီနေ့တော့အင်္ဂလိပ်စာမှာအရေးကြီးတဲ့ verb ကိုလေ့လာမှာဖြစ်တယ် verb မှာ၃မျိုးရှိတယ် action verb linking verb having verb ဆိုပြီးတော့၃မျိုးရှိတယ် action verb တွေကတော့လုပ်ဆောင်မှုတွေကိုဖော်ပြတဲ့ verb တွေဖြစ်တယ်ဥပမာ run eat write read တို့ဖြစ်တယ် linking verbs တွေကတော့ subject တွေရဲ့သူ့ရဲ့အခြေအနေကိုဆက်ဆက်ပေးတဲ့ verb တွေဖြစ်တယ်ဥပမာ is am are was were feel look seem တို့ဖြစ်တယ် having verbs တွေကတော့ main verb ကိုကူညီပေးတဲ့ verb တွေပါဥပမာ do does did have has had will would တို့ဖြစ်ပါတယ် verb ၃မျိုးထဲမှာ action verb ကိုလေ့လာမှာဖြစ်တယ် action verb လှုပ်ဆောင်မှုပြကရိယာ action verb တွေဟာအရာဝတ္ထုတွေလူပုဂ္ဂိုလ်တွေရဲ့လျှပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေကိုဖော်ပြတဲ့ကရိယာဖြစ်တယ်အဓိကအားဖြင့်2မျိုးခွဲခြားနိုင်ပါတယ် physical action verbs ရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်များရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေကိုဖော်ပြတဲ့ကရိယာတွေပါShe ran to the store သူမဆိုင်ကိုပြေးသွားသည် The dog chased the ball ခွေးသည်ဘောလုံးကိုလိုက်သည် He write a letter every week သူသည်စာတစ်စောင်ကိုအပတ်တိုင်းရေးသည်ဒီဥပမာတွေမှာဆိုရင် run chase write ဆိုတာတွေက physical action verbs တွေဖြစ်တယ်နံပါတ်2ကတော့ mental action verb စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေဖြစ်တယ်။စဉ်းစားခြင်းခံစားခြင်းစတဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကိုဖော်ပြတဲ့ကရိယာတွေဖြစ်တယ်။ I thought about the problem ငါပြဿနာကိုစဉ်းစားခဲ့သည် She believed in himself သူမသည်သူ့ကိုယ်သူယုံကြည်သည် We consider him a good leader ငါတို့သူ့ကိုခေါင်းဆောင်တစ်ယောက်လို့သတ်မှတ်သည် Thought believe considerဆိုတာတွေက mental action verbs တွေဖြစ်ပါတယ် linking verb ဆက်စပ်မှုပြကရိယာ linking verb တွေက subject နဲ့သူ့ရဲ့အခြေအနေကိုဒါမှမဟုတ်အဓိပ္ပာယ်ကိုဆက်ဆက်ပေးတဲ့ကရိယာတွေဖြစ်တယ် The food smell delicious ဒီအစားအစာအရသာရှိတဲ့အနံ့ရတယ် They are tired သူတို့ပင်ပန်းနေကြတယ် The sky ran gray ကောင်းကင်ကမီးခိုးရောင်ပြောင်းသွားတယ်ဒီဥပမာ၃ကြောင်းမှာဆိုရင် smells are tend ဆိုတဲ့စလုံးတွေက linking verb တွေဖြစ်တယ် having verb အကူကရိယာများ having verb တွေကတော့ main verb အဓိကကရိယာကိုကူညီပြီးအချိန်ကာလ tense အတန် voice စတာတွေကိုဖော်ပြပေးပါတယ် I am reading a book ငါစာအုပ်တစ်အုပ်ကိုဖတ်နေသည် He did not go to the party သူပါတီကိုမသွားခဲ့ပါဘူး We have seen that movie before ငါတို့ဒီဇာတ်ကားကိုအရင်ကကြည့်ဘူးတယ်ဒီဥပမာ၃မျိုးမှာဆိုလို့ရှိရင် am did have တွေက having verb တွေဖြစ်ပါတယ် adverb တွေဟာ verb ကရိယာအကျစ်တင်နာမဝိသေသနာဒါမှမဟုတ်အခြား adverb တစ်ခုကိုပို့ပြီးတော့အသေးစိတ်ရှင်းပြပေးတဲ့စကားလုံးတွေဖြစ်ပါတယ် adverb of manner ပုံစံ for adverb လှုပ်ဆောင်ချက်တစ်ခုကိုဘယ်လိုပုံစံနဲ့လှုပ်ဆောင်လဲဆိုတာကိုပြသပေးတယ် He walks quickly သူလျင်မြန်စွာလမ်းလျှောက်သည်ဒီဝါကျမှာ quickly က walks လမ်းလျှောက်သည်ဆိုတဲ့လှုပ်ဆောင်ချက်ကိုပုံစံဘယ်လိုဖော်ရဲဆိုတာကိုရှင်းပြထားပါတယ် She sings beautifully သူမသချင်းကိုလှပစွာသီဆိုသည် beautifully က sing သီဆိုသည်ဆိုတဲ့လှုပ်ဆောင်ချက်ရဲ့ပုံစံကိုဖော်ပြပါတယ် They write neatly သူတို့တရက်စွာရေးသည် neatly က write ရေးသည်ဆိုတဲ့လှုပ်ဆောင်ချက်ရဲ့ပုံစံကိုရှင်းပြပါတယ် adverb of place နေရာပေါ် adverb လှုပ်ဆောင်မှုတစ်ခုဘယ်နေရာမှာဖြစ်ပျက်တယ်ဆိုတာကိုပြသပါတယ် We live here ငါတို့ဒီမှာနေသည် here က live နေသည်ဆိုတဲ့လှုပ်ဆောင်ချက်ဖြစ်ပျက်တဲ့နေရာကိုဖော်ပြပါတယ် The cat is sleepy upstairs ကြောင်ကအပေါ်တက်မှာအိပ်နေသည် upstairs က sleepy အိပ်နေသည်ဆိုတဲ့လှုပ်ဆောင်ချက်ရဲ့နေရာကိုပြသပါတယ် Please come inside ကျေးဇူးပြုပြီးအတွင်းသို့ဝင်ပါ inside က come လာပါဆိုတဲ့လှုပ်ဆောင်ချက်ရဲ့ဥတီယာနေရာကိုဖော်ပြပါတယ် Adverbs or time အချိန်ဖော် adverb လှုပ်ဆောင်မှုတစ်ခုဘယ်အချိန်မှာဖြစ်ပျက်တယ်ဆိုတာကိုပြသပါတယ် I will call you later ငါမင်းကိုနောက်မှဖုန်းခေါ်မယ် later က call
ဖုန်းခေါ်မယ်ဆိုတဲ့လှုပ်ဆောင်ချက်ရဲ့အချိန်ကိုဖော်ပြပါတယ် The train left yesterday ရထားကမနေ့ကထွက်ခွာသွားပြီး yesterday က left ထွက်ခွာသွားပြီဆိုတဲ့လှုပ်ဆောင်ချက်ရဲ့အချိန်ကိုရှင်းပြပါတယ် We should meet soon ငါတို့မကြခင်တွေ့တဲ့နဲ့ soon က meet တွေ့သည်ဆိုတဲ့လှုပ်ဆောင်ချက်ဖြစ်လာမဲ့အချိန်ကိုဖော်ပြပါတယ် preposition ဝိပတ်များဒီဝါကျတွေမှာပါတယ် preposition တွေရဲ့အဓိပ္ပာယ်နဲ့အသုံးဝင်ပုံတွေကိုရှင်းပြပေးပါမယ် preposition တွေကအချိန်နေရာဥတီယာတွေကိုဖော်ပြပါတယ် preposition of place နေရာပြဝိပတ် The book is on the table စာအုပ်ကစပွဲပေါ်မှာရှိသည် on ကစာအုပ်ရဲ့ဒီနေရာဟာစပွဲရဲ့အပေါ်မှာရှိကြောင်းဖော်ပြပါတယ် The cat is hidden under the bed ကြောင်ကဂရင်အောက်မှာပုန်းနေသည် under ကကြောင်ပုန်းနေတဲ့နေရာဟာဂရင်ရဲ့အောက်မှာဖြစ်ကြောင်းပြသပါတယ် We live in Yangon ငါတို့ရန်ကုန်မှာနေသည် in ကနေထိုင်တဲ့နေရာဟာရန်ကုန်မြို့ဆိုတဲ့အတွင်းမှာနေထိုင်ကြောင်းဖော်ပြပါတယ် Preposition of time အချိန်ပြဝိပတ် The wake up at 6 a.m. ငါမနက်6နာရီမှာနိုးသည် at ကတိကျတဲ့အချိန်6 a.m. ကိုဖော်ပြပါတယ် The meeting is on Monday အစည်းအဝေးကတနင်္လာနေ့မှာရှိသည် on ကဖြစ်ရတစ်ခုရဲ့ဖြစ်ပျက်မဲ့နေ့ Monday ကိုဖော်ပြပါတယ် He was born in 1990 သူက1990ပြည့်နှစ်မှာမွေးသည် in ကဖြစ်ရတစ်ခုဖြစ်ပျက်ခဲ့တဲ့နှစ်1990ကိုဖော်ပြပါတယ် Preposition of direction ဥတီယာပြဝိပတ် She went to the market သူမဈေးကိုသွားသည်သူကလှုပ်ဆောင်ချက်ရဲ့ဥတီယာဟာဈေးကိုဖော်ပြကြောင်းဖော်ပြပါတယ် He came from the office သူရုံးကနေပြန်လာသည် from ကလှုပ်ဆောင်ချက်ရဲ့စတင်တဲ့နေရာဟာရုံးဖြစ်ကြောင်းပြသပါတယ် The kids jumped into the pool ကလေးတွေကရေကန်ထဲခုန်ချသည် into ကလှုပ်ဆောင်ချက်ရဲ့ဥတီယာဟာရေကန်ထဲဖြစ်ကြောင်းဖော်ပြပါသည် Nouns နာမ်စားများ pronouns တွေက noun တွေရဲ့နေရာမှာအစားထိုးတဲ့စကားလုံးတွေဖြစ်ပါတယ် subject pronouns ကတ္တနာမ်စားများ subject pronouns တွေကဝါကျရဲ့အဓိကလှုပ်ဆောင်သူ subject အဖြစ်ရပ်တည်ပါတယ် I went to the market ငါဈေးကိုသွားခဲ့သည်ဒီဝါကျမှာ I ကသွားတဲ့သူဖြစ်တယ် She is my friend သူမသည်ငါတငယ်ချင်းဖြစ်သည် She ကတငယ်ချင်းဖြစ်သူကိုရည်ညွှန်းပါတယ် They are playing football သူတို့ဘောလုံးကစားနေကြသည် They ကဘောလုံးကစားတဲ့သူတွေကိုဖော်ပြပါတယ် Object pronouns ကံပုတ်နာမ်စားများ Object pronouns တွေက verb ကရိယာဒါမှမဟုတ် preposition ဝိဘတ်ရဲ့အကျိုးသက်ရောက်မှုကိုခံရတဲ့သူ object အဖြစ်အသုံးပြုပါတယ် He gave the book to me သူကစာအုပ်ငါကိုပေးခဲ့သည် me ကစာအုပ်ပေးခံရတဲ့သူဖြစ်ပါတယ် She saw him at the park သူမကသူ့ကိုပန်းခြံမှာတွေ့ခဲ့သည် him ကမြင်တွေ့ခံရတဲ့သူဖြစ်ပါတယ် The dog follow us ခွေးကငါတို့နောက်ကိုလိုက်သည် us ကခွေးလိုက်ခံရတဲ့သူတွေဖြစ်ပါတယ် Possessive pronouns ပိုင်ဆိုင်မှုပြနာမ်စားများ Possessive pronoun တွေကတခုခုကိုပိုင်ဆိုင်မှုကိုဖော်ပြပါတယ် That car is mine အဲ့ဒီကားကိုငါပိုင်သည် Mine ကကားရဲ့ပိုင်ရှင်ဟာကိုဖြစ်ကြောင်းဖော်ပြပါတယ် It is pen yours ဒီဘောပင်ကမင်းပိုင်လား yours ကဘောပင်ရဲ့ပိုင်ရှင်ကိုမင်းနေတာဖြစ်ပါတယ် The victory was theirs အနိုင်ရသူကသူတို့ပိုင်သည် theirs ကအနိုင်ရသူတွေဟာသူတို့ဖြစ်ကြောင်းပြသပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ဒီနေ့ပြပြသွားတဲ့သင်ခန်းစာလေးတွေကအင်္ဂလိပ်စာကိုပို့ပြီးကျွမ်းကျင်ပိုင်နိုင်မှုအတွက်အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ် verb adverb preposition pronouns တွေကိုတေချာနားလည်မှာဝါကျတိကျပုံနဲ့ tense တွေကိုပို့ပြီးပမာဏနိုင်သုံးနိုင်မှာပါဒီလို grammar အခြေခံတွေကိုလေ့လာပြီးရင်တော့အင်္ဂလိပ်စာရေးသားပြောဆိုတဲ့နေရာမှာရေရုံကြည်ကြည်သုံးပြနိုင်ပါလိမ့်မယ်အခုပြပြသွားတဲ့အထဲမှာဘယ်အချက်ကိုအသေးစိတ်ထပ်ပြီးတော့သိချင်လဲဆိုတာကို comment မှာရေးပေးသွားပါအောင်နော်အားလုံးပဲအင်္ဂလိပ်စာဆက်ပြီးလေ့လာရင်းနဲ့ပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော် bye bye